ကဲဒီမှာဘက်ထရီကားလေးတွေရောက်တယ်ရမူးနဲ့လည်းရတယ်နော်ဒီမှာ Music mode. ရှေ့တိုးနောက်ဆုတ်ရတယ်ဘေးဘေးညာအကုန်ရတယ်တော့ဒီဝိုင်းရင်ဒီကောင်ကစီးစိုးလဲရတယ်ရိုးရိုးလဲရတယ်ကားလေးကတော့ဒါပြိုင်ကားဒီဇိုင်းလေးလှကဲအနေထားကိုရှုခေါင်းကနေခြေပြားထိအနေထားကိုရှုနော်လုံးဝမိုက်တယ်မကျင်နိုင်ရင်ထိုင်ပြီးတက်စီးလို့ရတယ်လကားပြောတာပါဒီလောက်ဝိတ်နေဆိုရင်တော့မခဲဘဲခန်းနိုင်ပါလေကားကာလာအဝါလေးရှိမယ်အနီလေးရှိမယ်မစင်ထားဘူးနေရာလေးအခက်ခဲကြောင်းအမဲလေးရှိမယ်နော်ကဲဒါကတော့စိုက်ကဲတကယ်စိုက်ကဲအကြီးတိုင်းပဲတကယ်စိုက်ကဲအကြီးတိုင်းပဲတော့ကဘေးနေလဲအကြီးပဲလက်လီပါနဲ့ဒါလက်လီပါနဲ့ရှေ့တိုးနောက်ဆုတ်ပါရတယ်လက်လီပါဟာတော့ခံနိုင်တယ်နော်ဒီကောင်းလေးသူကတော့လက်လီပါခြေထောက်ဘရိတ်နဲ့ဒီလိုမျိုးအကြီးရှိတယ်သူကနှစ်ရောင်ရှိတယ်အပြရဲ့အနီးရဲ့နောက်ပြီးရင်ကလေးတီးတီးလေးတွေအတွက်ဒီလိုတီးတီးလေးရှိတယ်နော်ဒါတွေအစုံအကုန် KD Track မှာရပါတယ်